မြန်လိုက်ဆိုတာပါလေရရဈေးကြီးနေတဲ့အခုလိုခက်ကြီးထဲမှာကျွန်တော်မြန်လိုက်ဆိုတဲ့ application ကနေ့စဉ်လိုအပ်နေတဲ့လိုအပ်ချက်တွေတစ်ခုပါမဟုတ်ပဲစမလားခီးသွားမလားဒါမှမဟုတ် hotel အတွက်ပဲ booking လုပ်ချင်တာလားပြီးရင် spa သွားမလားကျွန်တော် first day ပဲအတွက်ပဲ ticket တွေများဝယ်ချင်တာလားဘာပဲလို့ကျွန်တော်မြန်လိုက် application ထဲမှာဈေးတက်တာနဲ့ discount coupon တွေအများကြီးရယူနိုင်ပါတယ်special function အနေနဲ့ကျွန်တော်တို့ special offer နဲ့ free coupon နှစ်ခုအပြင်ကိုမှာကျွန်တော်တို့ကိုအနီးတစ်ဝိုက်မှာရှိတဲ့စားတောက်ဆိုင်ရယ် hotel spa တို့ကိုအလွယ်တကူရှာဖွေလို့ရတဲ့ function ထည့်ပေးရတဲ့အတွက်ကြောင့်မလို့အလွယ်တကူဆိုင်တွေကိုရှာဖွေလို့ရပါတယ်ကျွန်တော် special offer ဆိုရင်နာမည်ကြီးဆိုင်တွေရဲ့ discount တွေကိုတစ်ခါတည်းဝယ်ယူနိုင်မှာဖြစ်ပြီးဘယ်ပေးနဲ့မဆိုပေးချင်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာfree coupon ကတော့ကြိုက်တဲ့ရ discount coupon ကိုစေ့လုပ်ပြီးတော့အသုံးပြုနိုင်တာဆိုတော့ကျွန်တော်တို့အရာအလုံးဈေးကြီးနေလေမြန်လိုက်ရှင် okay ပဲเนาะမြန်လိုက် application ကိုအခုပဲမြန်မြန်သာ download လုပ်လိုက်เนาะ